ကျေးစီချက်လေးချက်စားခြင်းလို့ဒီဝတ်သားလေးကိုပေါ့အသားလေးကို15ချက်သားအစီတုံးလေးကိုတော့5ချက်သားလောက်အသုံးပြုထားပါတယ်။အဲ့ဒီဝတ်သားကိုတော့အားလုံးပေါင်း20ချက်သားလောက်အသုံးပြုထားပါတယ်။တုံးလေးတွေကိုဘာလို့ထည့်ချက်ရလဲဆိုရင်အသားကြီးတက်တက်ပဲကြိတ်တယ်ဆိုရင်အဲ့အသားချစ်ပြီးတော့စားမကောင်းပါဘူးရှင်။ဝက်စီတုံးလေးအနေငယ်ထည့်ချက်မှာပဲအဲ့အသားလေးရပေါ့နော်ပွားပွားလေးနဲ့စားလို့ကောင်းတာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်မဒီဝတ်သားလေးကိုမကြိတ်ခင်မှာအဲ့ထဲကိုကြက်သွန်ဖြူလေးအနေငယ်လေးကြိတ်ထည့်ခြင်းလို့လေကြက်သွန်ဖြူစီချက်လေးချက်ရင်းနဲ့ပဲတခါလေးကြက်သွန်ဖြူလေးအရင်ကြိတ်ထားလိုက်ပါမယ်ရှင်။ဒီစီချက်ချက်ဖို့အတွက်စက်သွန်လေးကိုကြိတ်ပါမယ်။စက်သွန်လေးကို3လုံးအသုံးပြုထားပါတယ်။ဒီစီချက်လုပ်ဖို့အတွက်ကစက်သွန်မျိုး3လုံးအသုံးပြုတယ်ဆိုတာနည်းနည်းတော့များပါတယ်။ဒါပေမဲ့ကျွန်မကတခြားရက်တွေမှာခောက်ဆွဲစီချက်လှုပ်ရှားတာမျိုးကြာဆန်းစီချက်လှုပ်ရှားတာမျိုးအတုံးလှုပ်ရှားတာမျိုးလှုပ်ရှားဖို့အတွက်ကိုပို့ပြီးတော့စီချက်ချက်ထားတာပဲဖြစ်ပါတယ်။ပြီးတော့ဒီထဲကထွက်တဲ့စီချက်ကလေးကစီမွေးလေးကိုလေအသားကျိတ်တဲ့ထဲမှာကျွန်မအသုံးပြုမှာဖြစ်ပါတယ်။ကျေးဝစီချက်ထဲမှာထဲတဲ့အသားလုံးတွေမှာတချို့တွေကနှမ်းစီမွေးတို့တန်ဝင်စီတို့အသုံးပြုတတ်ကြပါတယ်။ကျွန်မကတော့အဲ့ထဲကိုဒီလိုကြက်သွန်မျိုးစီချက်ကထွက်တဲ့စီလေးကိုအသုံးပြုပါမယ်။အဲ့လိုအသုံးပြုခြင်းဟာအရန်ကိုပဲမှုရလို့ကျွန်မယူဆလို့ပါ။အဲ့ဒါကြောင့်မလို့ကျေးဝစီချက်လုပ်မယ်ဆိုရင်ကျွန်မနီးလေးအတိုင်းပေါ့နော်ဒီကြက်သွန်မျိုးစီချက်ရဲ့စီလေးကိုနည်းနည်းအသုံးပြုပြီးတော့လုပ်ကြည့်ပါရှင်။စိုင်ကြီးတွေရဲ့အရသာအတိုင်းမမှီရင်တော့မှသူ့ထက်မလျော့ရဲပေါ့နော်အရသာကိုရရှိမှာပဲဖြစ်ပါတယ်ရှင်။ကြက်သွန်မျိုးလေးတွေကိုစိတ်ဖို့အတွက်ထည့်ထည့်လိုက်ပါမယ်။အဖုံးလေးဖွင့်လိုက်ပါမယ်။စားပြီးချိန်လိုက်ပါမယ်။ဒါလေးကိုချက်သွန်မျိုးစီချက်လေးအရင်တော့ချက်လိုက်ပါမယ်။ချက်သွန်မျိုးစီချက်ချက်ဖို့အတွက်ကျွန်မစီအိုးလေးအရင်ကျင်းလိုက်ပါမယ်။စီလေးတိတ်မပူခင်မှာပဲကျွန်မချက်သွန်မျိုးလေးတွေကိုထည့်လိုက်ပါမယ်။လို့စက်သွန်ကြိတ်ထားပြီးတော့ပုံနေတဲ့အကန့်အသတ်လေးတွေကိုတော့ကျွန်မအသားကြိတ်တဲ့အထဲမှာထည့်ပြီးတော့ကြိတ်လိုက်ပါမယ်ရှင်။စက်သွန်ရိုးစီချက်ချက်တဲ့အခါကျွန်မကစနွေးမှုအသုံးမပြုပါအောင်ရှင်။စနွေးမှုဘွားထိန်နေတဲ့စီချက်နဲ့အသုံးမပြုဘဲနဲ့ဒီလိုအဖြူတွေလေးပဲအသုံးပြုမှာပဲဖြစ်ပါတယ်။ခါမှာဝက်စီရောချက်စီရောကနေထွက်တဲ့စီနဲ့ချက်ရင်ပို့ပြီးမှုပါတယ်။ဒါပေမဲ့လေကျွန်မကပလိတ်ဆန်ထွက်တဲ့အစီတွေကိုအသုံးမပြုချင်တာဖြစ်တဲ့အတွက်ဒီစီလေးနဲ့ပဲအသုံးပြုလိုက်တာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်မကအတုပ်အလုပ်တွေလုပ်တဲ့အခါမှာကျတော့တလိษံထွက်တဲ့စီတွေကျတော့အဆင်မပြေလို့ပါရှင်ဒီတိုင်းပဲကျေးစီချက်လုပ်တဲ့အခါမှာသုံးရင်တော့အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ကျွန်မကအတုပ်လုပ်တွေစားချင်တာဖြစ်တဲ့အတွက်အတုပ်လုပ်တွေအတွက်အသုံးပြုတဲ့အခါမှာအဆင်မပြေလို့ပါရှင်ချက်သွန်ရိုးစီချက်ချက်တဲ့အခါမှာချက်သွန်လေးအလုံးစုံပေါ့နော်ညီသွားအောင်မဆောင်မဲနဲ့ဒီလိုမျိုးပေါ့နော်နည်းနည်းရွှေညိုရောင်တန်းလာနိုင်တဲ့အနေထားဆိုကျွန်မမီးရက်လိုက်ပါတော့မယ်ဒီရဲ့မီးဟိုရဲ့အပူချိန်နဲ့ပဲသူ့ကိုဆက်တင်ထားပါမယ်နောက်ဆိုရင်အကျော်တွေကတူးပြီးတော့ခါသွားမှာဆိုလို့ပါရှင်တော့အိုးလေးကိုကျွန်မဘေးဖယ်လိုက်ပါတော့မယ်စီချဲရဲ့အနေထားလေးကဒီလိုအယောင်လေးဖြစ်လာပြီဆိုရင်ရနေပါပြီเนาะဒီအသားလေးတွေကိုမကြိတ်ခင်မှာကျွန်မအနှဲငယ်လေးလှီးဖြတ်လိုက်ပါမယ်ဘာဖြစ်လို့လဲဆိုတော့ကြိတ်ဆက်မနိုင်မှာဆိုလို့ပါရှင်ကြာစံလေးကိုလည်းရေစိမ်ထားလိုက်ပါမယ်။ကြာစံလေးအနည်းငယ်ကိုရေစိမ်ထားလိုက်ပါမယ်ရှင်။စံလေးတွေကိုအသုံးပြုတဲ့အခါမှာကျမတို့စံကြာစံကိုအသုံးပြုလို့ရပါတယ်။ပဲရောကြာစံကိုအသုံးပြုလို့ရပါတယ်။ပဲရောကြာစံကြတော့ကျမတို့ဂျီဝဆိုင်တွေမှာအသုံးပြုတဲ့ကြာစံပေါ့နော်အဲ့ဒါတွေကိုအသုံးပြုလို့ရပါတယ်။ကြာစံကတော့လုံးဝအသုံးပြုလို့မရပါဘူးရှင်။ပဲကြာစံကတော့ပဲဟင်းညိုတို့ဘာတို့မှာအသုံးပြုတဲ့ဟာပါ။ခုနကဒါကြက်သွန်မျိုးစီချက်ချက်ဖို့အတွက်ကြိတ်ထားတဲ့ကြက်သွန်အကြံလေးတွေပေါ့နော်အကန့်အသတ်အကြံလေးတွေကိုကျွန်မကခုနကကျွန်မလှီးဖြတ်ထားတဲ့ဝတ်သားလေးဒုံးလေးတွေကိုထည့်လိုက်ပါမယ်အသားကျိတ်မဲ့ထဲကိုကျွန်မစက်တောင်းမို့လက်ဖြည့်စုံတစ်စုံမမောက်ထည့်လိုက်ပါတယ်စားကိုလက်ဖြည့်စုံတစ်ဝက်ထည့်လိုက်ပါတယ်တကြားလက်ဖေးစုံမမောက်တစ်စုံထည့်လိုက်ပါတယ်အဲ့ထဲကိုကြတော့တကြားလေးကိုကျွန်မပို့ထည့်ပါမယ်နှစ်စုံလောက်ထည့်လိုက်ပါမယ်ဘာဖြစ်လို့လဲဆိုတော့သူကအချိုအရသာကိုပို့ပြီးတော့လိုအပ်လို့ပါဂျီအိုဆိုင်တွေမှာအသုံးပြုတဲ့အသားဟာအနည်းငယ်ချိုပါတယ်
ဂျင်းမုံတော့ကျွန်တော်လက်ဖက်စုံတစ်ဝက်လောက်အသုံးပြုပါတယ်အကယ်၍ကိုကဂျင်းမုံမရှိဘူးဆိုရင်လည်းဂျင်းကိုထောင်းပြီးတော့အရင်ညှစ်ပြီးထည့်တာမျိုးလည်းအသုံးပြုလို့ရပါတယ်ဒါပေမဲ့ကျွန်မရှိမှကျတော့ကျိတ်ဆက်ပဲရှိရဖြစ်တဲ့အတွက်ဂျင်းကိုကြိတ်ပြီးထည့်ရင်အဆင်မပြေလို့ပါဂျင်းမုံလေးကိုအသုံးပြုလိုက်ပါတယ်ကျွန်မကောမုံကိုထမင်းစားစုံတစ်စုံအသုံးပြုပါတယ်ကျွန်မဒီနေရာမှာအဓိကပြောချင်တဲ့လျှို့ဝှက်ချက်ကရှိပါတယ်ကျွန်မရဲ့လျှို့ဝှက်ချက်ကဘာလဲဆိုတော့ကျွန်မတို့ရှိမှာကငါဖဲမရှိပါဘူးရှင်ငါဖဲအသုံးပြုဖို့မရှိတဲ့အတွက်ကိုကျွန်မကဒီထဲကိုကောက်ညှင်းမုံလေးထည့်ပါမယ်ကောက်ညှင်းမုံအသုံးပြုတဲ့ဒီအသားလုံးဟာငါဖဲထည့်ထားသလိုမျိုးပဲစားလို့ကောင်းပါတယ်အဲဒါကြောင့်မလို့အကယ်၍များငါဖဲမရှိရဲ့အရက်ဒေတာတွေဆိုရင်ကောက်ညှင်းမုံလေးအသုံးပြုကြည့်ပါလို့ကျွန်မတိုက်တွန်းချင်ပါတယ်ရှင်ဒီထဲကိုကျွန်မကောက်ညှင်းမုံနှစ်စွန်းပေါ့နော်ထမင်းစားစွန်းနဲ့နှစ်စွန်းအသုံးပြုပါမယ်ဒါကောက်ညှင်းမုံလေးပါရှင်ကောက်ညှင်းမုံလေးကိုကျွန်မထမင်းစားစွန်းနှစ်စွန်းအသုံးပြုပါတယ်ကျွန်မတို့ရှင်မှာသုံးတဲ့ပဲငပြိုင်အမျိုးအစားလေးအနောက်လည်းမဟုတ်သလိုရမ်းအကြည့်လည်းမဟုတ်ဘူးပေါ့နော်ဂျားတွေကရောင်လေးပေါ့ဗီယက်နမ်ကထုတ်တဲ့ဒီပဲငပြိုင်ကြီးကအရန်ကိုကောင်းပါတယ်ရှင်ကျွန်မထည့်လိုက်ပါမယ်ထမင်းစားစွန်းတစ်စုံထည့်လိုက်ပါတယ်ရှင်အားလုံးတဲ့အသားလုံးရဲ့လျှို့ဝှက်ချက်ကကြတော့သူများတွေကဒီထဲကိုနှမ်းစီမွေးတို့တန်လွင်စီတို့ထည့်တတ်ကြပါတယ်ကျွန်မကတော့ဒီစက်သွန်မျိုးချက်ထားတဲ့စီချက်ကိုတစ်စုံထည့်လိုက်ပါမယ်ရှင်စက်သွန်ဘက်တွေပါသွားလဲဘာမှမဖြစ်ပါဘူးရှင်ကျွန်မအဲ့အမွှေးနှံအောင်လိုချင်လို့ပါအဲ့ထဲကိုရေလေးအနှင်းငယ်ထည့်ကြိတ်ပါမယ်ဒါဆိုရင်လည်းနှစ်စွန်းထည့်လိုက်ပါမယ်အကယ်၍လိုမနည်းနည်းစီထည့်လိုက်ပါမယ်ရှင်စကြိတ်ပါရမယ်ရှင်ကျင်းနေစဉ်အတွင်းမှာဒီထဲမှာရေလိုလားလို့တစ်ချက်လောက်ဖွင့်ကြည့်ပါမယ်ရှင်ရေလေးအနည်းငယ်လိုတာဖြစ်တဲ့အတွက်ကျွန်မရေလေးထပ်ပြီးတော့လိုက်ပါမယ်ထမင်းစားစုံနဲ့တစ်စုံနဲ့လိုက်ပါမယ်ပြန်ပြီးတော့ဖုံးပြီးပြန်ကျလိုက်ပါမယ်ပေါ့နော်ရေလေးလိုနေတဲ့ထင်လို့ကျွန်မထမင်းစားစုံတစ်စုံထည့်လိုက်ပါမယ်အားလုံးပေါင်းစုစုပေါင်းထမင်းစားစုံ၄စုံရှိပါပြီရှင်ကျမတို့အခုလိုအသားကြိတ်တဲ့အခါမှာအသားကိုအရန်ကြည်ညံ့အောင်ကြိတ်ဖို့မလိုပါဘူးရှင်အစီအတုံးလေးတွေရှိနေရင်လည်းရပါတယ်အသားအတုံးအနည်းငယ်ရှိရင်လည်းရပါတယ်အရန်စီးပိုင်ပြီးတော့ကြိတ်လိုက်တဲ့အခါမှာအသားကတော်တော်ချစ်သွားပါတယ်ပေါ့နော်ဒီလိုမျိုးဇလုံးစကူးဖြစ်နေတဲ့အနေအထားလေးဆိုတော့ပါပဲရှင်ကျွန်မဒီအသားလေးတွေကိုရေခဲတက်တာထဲမှာခဏလောက်အေးခံပါမယ်ရှင်အကြာကြီးမဟုတ်ပါဘူးရှင်10မိနစ်15မိနစ်လောက်စားပါပဲရှင်အခုကျွန်မကြာစံလေးရေစိမ်းထားတာကနွညံ့ညံ့ပျော့ပျော့ပြောင်ပြောင်လေးလည်းဖြစ်နေပြီမလို့ဒီကြာစံလေးတွေကိုကျွန်မရေစစ်ထားပြီးတော့ရင်နွေးဦးတဲပါမယ်ရင်နွေးဦးထဲမှာရင်နွေးအနည်းငယ်ဖြောမယ်ရင်နွေးဖြောပြီးတော့ကျွန်မအဲ့ကြာစံလေးကိုပြန်ပေါင်းပါမယ်ရှင်ကျွန်မရင်နွေးဦးလေးတဲထားစဉ်တွင်မှာဒီအရွက်ကလေးကိုတင်ထားပါမယ်ကျေးဥဆိုင်တွေမှာတော့မုံညင်းစိမ်းကိုအသုံးပြုတတ်ကြပါတယ်ကျွန်မတို့ရှင်မှာကြတော့အရွက်ကအတော်ကိုပဲရှားပါတယ်ဒါတော့မှဒါနွေရာသီမှလို့ဒီအရွက်ကိုစားရတာပဲဖြစ်ပါတယ်အသီးနှံတွေပဲရှိပါတယ်ရှင်အဲဒါကြောင့်မို့ဒီအရွက်ကလေးကိုကျွန်မတင်ထားလိုက်ပါမယ်ကျွန်မထင်တော့လေဒီကမုံညင်းတော့မဟုတ်ဘူးရှင်ဒီကမုံလာရွက်လို့တော့ထင်တယ်ပေါ့နော်အဲ့အရွက်ကလေးတွေကိုကျွန်မတင်ထားလိုက်ပါမယ်အရွက်လေးတွေကိုကျွန်မနှစ်ပိုင်းပိုင်းဖြတ်လိုက်ပါမယ်လုံးနည်းနည်းတိုနေတဲ့ဟာလေးတွေဆိုရင်တော့ဒီတိုင်းပဲထည့်လိုက်ပါမယ်အရွက်လေးတွေကိုရေစင်စင်ဆေးပြီးတော့စားရည်လေးနဲ့ရေစိမ်းထားလိုက်ပါမယ်။အခုဆိုရင်ရင်သွေးဦးတည်ထားလည်းရနေပြီဆိုတော့ဒီထဲကိုကျွန်မခုနကကြာစံရေစိမ်းထားတာလေးထည့်ပြီးတော့ရင်သွေးဖြောလိုက်ပါမယ်။ခဏပဲဖြောပါမယ်ရှင်။အကြာကြီးရင်းမြည့်သွားတဲ့အထိကိုမဖြောပါဘူးရှင်။ခဏပဲရင်သွေးဖြောပါမယ်။အကြာကြီးနူးပြဲနေအောင်မဖြောပါဘူးရှင်။လေးတွေဒီဘက်ကပြင်ဆင်ထားတော့မှာပဲကျွန်မဒီဘက်မှာအယိုးလေးပေါ့နော်ကျွန်မမှာရှိတဲ့ဝက်နံယိုးလေးကိုကျွန်မပြုတ်ထားလိုက်ပါတယ်အယိုးပြုတ်အိုးလေးပါရှင်အခုကျွန်မကြာစံရင်သွေးဖြောထားတာလေးကိုကြည့်တာအချင်းလေးအဆင်ပြေပြီဆိုတော့ကျွန်မတရားလေးကိုရေစေးချလိုက်ပါအောင်မယ်ရှင်ကြာစံလေးရင်သွေးဖြောထားတာလေးကိုအချုံငံလေးတွင်းပါတော့မယ်ဒီဟာကစကားမုတ်ကိုတစ်ဖက်စောနဲ့တစ်ဝက်ပါတခြားလေးကိုကြတော့လက်ဖက်စောနဲ့3ပုံတစ်ပုံလောက်ထည့်လိုက်ပါတယ်
ငါးငါပြန်ရုံလေထမင်းစားစုံနဲ့တစုံထည့်လိုက်ပါတယ်ဒီကိုကငါးငါပြန်ရည်ကိုအနမ်းမကြိုက်ဆိုရင်မထည့်ပါနဲ့ရှင်ပင်းငပြန်ရုံတော့ကျွန်မထမင်းစားစုံနဲ့တစုံထည့်လိုက်ပါတယ်အခင်ကြီးကိုကပင်းငပြန်ရည်အကြီးအနောက်အယောင်အနေထားကိုကိုယ့်ဘာကိုချိန်ပြီးထည့်ပါကျွန်မတို့ရှီကပင်းငပြန်ရည်အနေထားကိုကြည့်ပြီးတော့ဒါတစုံထည့်လိုက်ပါတယ်ကြာစံလေးတို့အသားလုံးတို့ကိုအရသာတွင်းတဲ့အချိန်မှာကျွန်မတို့ sauce လေးကိုတီးတန့်ဆက်ထားလို့လည်းအဆင်ပြေပါတယ်ဒါကျွန်မကတော့ဆက်ထားတာမရှိတဲ့အတွက်ဒါကျွန်မအချိုးစားလေးလေးပြချင်တာမှတ်လို့ sauce ကိုမဆက်ထိုင်းတဲ့ဒီတိုင်းလေးထည့်တာပဲဖြစ်ပါတယ်တချို့တွေကခရီးစီထည့်ချင်တယ်ဆိုရင်လည်းဖြစ်ပါတယ်ကျွန်မမှာတော့ခရီးစီမရှိလို့မထည့်လိုက်ပါဘူးရှင်ကျွန်မအဓိကအချက်ကိုပြောပြပါမယ်ဒီကြာစံလေးကိုပေါင်းတဲ့အချိန်မှာလေကျွန်မခုနကချက်ထားတဲ့ဒီစီချက်ကလေးကိုပေါ့နော်စီချက်စီမွေးလေးကိုကျွန်မထည့်လိုက်ပါမယ်ဘာဖြစ်လို့လဲဆိုတော့တစ်ခါတည်းစီချက်စီမွေးလေးကိုထည့်လိုက်တဲ့အခါမှာပေါင်းနေတဲ့အခါမှာဒီစီချက်စီမွေးလေးရဲ့အနံ့ကကြာစံကိုဆွဲသွားမှာပဲဖြစ်ပါတယ်အဲဒါကြောင့်မလို့ကျွန်မဒီစီချက်စီမွေးလေးကိုထည့်လိုက်တာပဲဖြစ်ပါတယ်ရှင်ဒါကကျွန်မရဲ့လျှို့ဝှက်ချက်ပေါ့နော်ကျွန်မမှာကလေအသားပေါင်းတဲ့ပေါင်းလို့မရှိတဲ့အတွက်ကျွန်မဒီကြာစံလေးတွေကိုအောက်ကနေစကားလေးခံပြီးတော့ပေါ့နော်ခုနကရင်နွေးဦးပေါ်မှာတင်ပြီးတော့ဒါလေးကိုပြန်ပေါင်းပါမယ်ရှင်အကြာကြီးမဟုတ်ပါဘူးခဏလေးပေါင်းပါမယ်ရှင်ပြန်ပေါင်းမှဒီကြာစံတွေကကျမတို့အခုလက်ရှိရောက်နေတဲ့နိုင်ငံကြာစံတွေကစားလို့ကောင်းတာပါအဲဒါကြောင့်မို့ကျမဒီကြာစံလေးကိုပြန်ပေါင်းပါမယ်အကယ်၍ကျမတို့မြန်မာနိုင်ငံကျေးဇူးစီချက်အသုံးပြုမယ်ဆိုရင်လည်းပြန်ပေါင်းပြီးစားတာအရန်ကောင်းပါတယ်ကြာစံလေးတွေကိုပြန်ပေါင်းလိုက်တာဖြစ်တဲ့အတွက်ဒီကြာစံလေးတွေမှာအချိုငံလေးတွေဝင်သွားမှာပဲဖြစ်ပါတယ်နောက်အသားပြုတ်ထားတဲ့ရေလေးတွေကိုကျမဒီပေါင်းအိုးတွေကနေပြီးတော့ဒီပေါင်းအိုးတွေကိုအသားပြုတ်ထားတဲ့ရေလေးတွေပြောင်းထည့်လိုက်ပါတယ်အဲ့အသားပြုတ်ထားတဲ့ရေလေးတွေကိုအောက်ခံပြီးတော့ကျမခုနကကြာစံလေးကိုစကားခံပြီးတော့ပေါင်းပါမယ်ရှင်ဒီရဲ့ကြာစံလေးကိုဒီပေါ်တင်မလိုက်ပါနဲ့ရှင်တင်ပြီးတော့ဒီဟာလေးကိုအဖုံးအုပ်ထားပြီးတော့ခဏပေါင်းပါမယ်ရှင်ဆိုရင်ကြာစံလေးပေါင်းထားတာရလောက်ပြီပေါ့နော်ကျွန်မအနေနဲ့မြင်ကြည့်လိုက်ပါမယ်ရှင်အခုဆိုရင်ကြာစံထဲမှာထည့်ထားတဲ့အချိုငံလေးရလဲကြာစံထဲကိုဝင်သွားပြီပေါင်းထားတဲ့ပုံစံလေးရလဲအခုကျမတို့နိုင်ငံရဲ့ကျေးဇူးစီချက်ရောင်းတဲ့ဆိုင်တွေကပုံစံလေးနဲ့တူသွားပြီဖြစ်တဲ့အတွက်ကျမဒါလေးကိုခဏချလိုက်ပါမယ်အသားပြုတ်ဖို့အတွက်ကျွန်မပြင်ဆင်ပါမယ်ရှင်ကျွန်မအသားလေးကိုပြုတ်ဖို့အတွက်ဒီဝန်ထမ်းရိုးခုနကပြုတ်ထားတဲ့ဦးလေးရဲ့အရည်တွေကိုအသုံးပြုပါမယ်ရှင်ပြီးတော့ပြုတ်ပြီးသားအသားလုံးတွေကိုဒီရေအေးတစ်ခွက်ထဲကိုကျွန်မပြန်ထည့်ပါမယ်။ဘာဖြစ်လို့ထည့်လဲဆိုရင်ပြုတ်ထားတဲ့အသားတွေကဒီရေအေးလေးကိုထည့်မှအသားတွေကပြန်ချက်မှမလို့ပါရှင်။အကယ်၍များပေါ့နော်ကိုယ့်ရဲ့နိုင်ငံပူလေဆိုရင်ဒီထဲကိုရေခဲရေလေးထည့်ပြီးတော့ရေအေးလေးလုပ်ထားနိုင်ပါတယ်။ကျမတို့ရှိမှာတော့ဒါရေအေးလေးကတော်တော်အေးနေပြီဖြစ်တဲ့အတွက်ဒီရေအေးလေးတွေပဲကျွန်မအသားလုံးလေးတွေကိုပြန်ပြီးတော့ပြုတ်ပြီးရဲ့အခါမှာဒီထဲကိုဆယ်ထည့်ပါမယ်။နော်ရေခဲတက်တာထဲမှာ15မိနစ်လောက်အေးခံထားတဲ့အသားကြီးရလည်းရနေပြီပေါ့နော်ဒီအသားလေးတွေကိုကျွန်မဇွန်းနဲ့ချောင်းအသုံးပြုပြီးတော့လုံးပါမယ်ရှင်အကယ်၍များကိုကလက်နဲ့လုံးချင်နေဆိုရင်လည်းဖြစ်ပါတယ်ကျွန်မကတော့ဇွန်းလေးနဲ့ချောင်းအသုံးပြုပြီးလုံးလိုက်ပါမယ်အသားလုံးကိုကြီးကြီးကြိုက်ရင်ကြီးကြီးလေးလုံးမှာကျွန်မကတော့ကြီးကြီးလေးလုံးပြီးတော့စားတာကိုသဘောကျလို့ပါရှင်ကျွန်မအသားလုံးကိုခက်ကြီးကြီးလေးလုံးလိုက်ပါတယ်အသားလေးအထဲမှာကြက်အောင်လို့ပေါ့နော်ကျွန်မ10မိနစ်လောက်ပြုတ်လိုက်ပါမယ်ရှင်ပြုတ်ထားတာ10မိနစ်လောက်လည်းရှိပြီအသားလုံးလေးတွေကမလို့ရေပေါ်လို့လေအပေါ်ကိုပေါ်လာပြီဆိုရင်ကျွန်မဒါရေအေးလေးတွေကိုစိမ်လိုက်ပါမယ်ရှင်အသားလေးပြန်ချက်သွားအောင်လို့ပါတယ်ကိုလည်းခဏကတင်ထားပြီးတော့ရေဆေးပြီးဆက်ထားတာလေးကိုကျွန်မဒီအရိုးပြုတ်ရည်ထဲမှာထည့်ပြီးတော့ရင်သွေးဖြောပါမယ်ရှင်ခဏပဲဖြောပါမယ်သူ့ကိုအစိမ်းအောင်ပြောက်လို့လည်းမရသလိုအရန်နိုးသွားလို့လည်းမရပါဘူးရှင်အဲ့တော့ကျွန်မခဏလေးရင်သွေးဖြောပါမယ်
လေးဆိုရင်ကျမပြန်ပြီးဆက်ယူပါမယ်အရွက်ကလေးကလည်းစိမ့်စိမ့်လေးပါအရင်နဲ့နူးညံ့နေရမဟုတ်ပါဘူးရှင်အခုမုတ်ပွဲလေးကိုစပြီးတော့ပြင်ဆင်ပါမယ်ရှင်မုတ်ပွဲပြင်ဆင်တဲ့အခါမှာကျမတို့အထွေထူးအရသာကိုပြင်ဆင်နေစရာမလိုပါဘူးရှင်ကျမတို့ဒီအသားလုံးထဲမှာလည်းအရသာကွက်တီဖြစ်နေပါပြီဒီကြာစံပေါင်းထားတဲ့အထဲမှာလည်းအရသာလေးကကွက်တီဝင်နေပြီဖြစ်တဲ့အတွက်ကျမအထွေထူးတော့ထပ်ထည့်စရာမလိုဘူးပေါ့နော်ကျမနည်းနည်းပါးပါးထပ်ထည့်ချင်တာလေးရှိရင်လည်းရှိနိုင်တာမလို့ကျမဒီမုတ်ပွဲလေးကိုအခုပြင်ဆင်မှာပဲဖြစ်ပါတယ်ရှင်အခုကျမအသားလုံးလေးအနေနဲ့ထည့်လိုက်ပါမယ်ကျမဒီထဲကိုစီချက်ကလေးအနေနဲ့ထည့်ချင်ပါတယ်ရှင်ကဲပြီးကိုကစီစားနေတယ်ဆိုရင်တော့ထည့်မထည့်ပါနဲ့ပေါ့နော်ကျမကတော့ဒီထဲကိုစီချက်မှုမွေးလေးအနံ့ရခြင်းလို့ထပ်ထည့်လိုက်ပါတယ်ရှင်အဲ့ထဲကိုကျမတကြားလေးအနေငယ်ထည့်မယ်ရှင်ခုနကကျမထည့်လိုက်တာတကြားကနှစ်ဆွန်းပဲဖြစ်နေတဲ့အတွက်အသားထဲမှာတော့အနေတော့ပါပဲဒါပေမဲ့ပွဲဒီကြာစံနဲ့ပေါင်းလိုက်တဲ့အခါမှာလည်းအနေငယ်လေးတကြားကြိုလေးလိုနေတာဖြစ်တဲ့အတွက်ကျမတကြားကြိုလေးအနေငယ်ထပ်ထည့်လိုက်ပါမယ်နည်းနည်းပဲထည့်ပါမယ်ရှင်တကြားလေးကိုကျမဇွန်ပြလေးနဲ့အနေငယ်ထည့်လိုက်ပါတယ်အသားလုံးလေးကိုမရောနေပါနဲ့ရှင်ခုခွလေးနေပါမယ်ကျမဒီအသားလုံးလေးကိုငရုတ်ကောင်းမှုန်လေးအနှဲငယ်လေးထည့်ပြီးတော့နေပါမယ်။ကျမငရုတ်ကောင်းမှုန်လေးအနှဲငယ်ထည့်နေလိုက်ပါတယ်။ကျမဒီထဲကိုလေငရုတ်ကောင်းလေးထည့်ဖို့မေ့သွားတယ်ပေါ့နော်အသားလုံးလေးတဲကိုဒါပေမဲ့လည်းကျမကခုနကအသားပြုတ်တဲ့အခါမှာဟင်းအိုတွေကိုငရုတ်ကောင်းမှုန်လေးအနှဲငယ်ထည့်ထားတယ်ပြီးတော့ကျမရဲ့အသားလုံးထဲမှာလည်းဒီရဲ့စက်သွန်မျိုးစီချက်ရဲ့အမွှေးနဲ့ပါပြီးပြီဖြစ်တဲ့အတွက်အသားကဝတ်သားကတိတ်မိတာမဟုတ်တော့ဒီအနံ့ကိုထိန်းသွားပြီးဖြစ်ပါတယ်အဲ့ထဲမှာလည်းစက်သွန်မျိုးတွေဂျင်းတွေရဲ့အမှုန့်တွေရဲ့အနံ့တွေလည်းပါပြီးပြီဖြစ်တဲ့အတွက်ဒါတွေကမလိုတော့ပါဘူးရှင်အခုတော့ကျမငရုတ်ကောင်းမှုန်လေးအနှဲငယ်တော့ထပ်ထည့်လိုက်ပါတယ်ကျမပကံလေးတစ်လုံးလေးကိုကြာစံလေးအနည်းငယ်ထည့်မယ်ကြာစံလေးရလေဘာမှထပ်ပြီးတော့ကြားသာခြုံငန်းထည့်စရာမလိုတော့ပါဘူးရှင်သူ့မှာကအခြုံငန်းကကွက်တီဖြစ်နေပါပြီအသားလုံးလေးအနည်းငယ်ထည့်ပါမယ်ကျမအခုလုပ်တဲ့အချိုးကလေမိသားစု3ယောက်ဆိုရင်ကောင်းကောင်းစားလောက်တဲ့အနေအထားမျိုးပါအခုဒီထဲကိုကျမခုနကအရွက်ကလေးပြုတ်ထားတာလေးအနည်းငယ်ထည့်ပါမယ်ဒီပုံကိုစက်သွန်မိတ်လေးအနည်းငယ်ပေါ့နော်ဖြူလိုက်ပါမယ်ရှင်ကျမမပွဲလေးပေါ်ကိုစက်သွန်မိတ်လေးအနည်းငယ်ဖြူလိုက်ပါမယ်ရှင်ကျမရဲ့မုတ်ပွဲလေးဟာပြင်ဆင်လို့ပြီးစီးသွားပါပြီအခုကျမရဲ့မုတ်ပွဲလေးထဲမှာပေါ့နော်လိုနေတာကတော့ဦးတို့အသေးတို့ပေါ့နော်အလိုဟာလေးတွေကလေးစားလေးတွေလိုနေရပေါ့နော်ဒါပေမဲ့လေကျမတို့အခုလက်ရှိနေတဲ့နိုင်ငံမှာအဲ့ဒါလေးတွေမရှိတဲ့အတွက်ကျမကိုဒါလေးကတော့တိခတ်မိကြည့်ပေးပါအသားလုံးလေးနဲ့လှုပ်ထားတဲ့ဂျီယိုစီချက်လေးပါရှင်အရန်ကိုပဲအရသာရှိပါတယ်ခုဆိုရင်ရန်ကုန်ပဲရပါရှိရဲ့ကျမရဲ့ဂျီယိုစီချက်လေးကပြီးဆုံးသွားပါပြီကျမရဲ့ဒီအချိုးလေးကမိသားစု3ယောက်ဆိုရင်ကောင်းကောင်းပေါ့နော်ဝဝလင်းလင်းစားလို့ရနိုင်တဲ့အနေအထားမျိုးပါအကယ်၍ကိုကမိသားစုများတယ်ဆိုရင်လေဒီအချိုးလေးကိုထပ်ပြီးတော့အချိုးလေးပေါင်းထည့်ပြီးတော့ပေါ့နော်ထပ်ပြီးလှုပ်ဆောင်နိုင်ပါတယ်ကျမရဲ့လုံလေးလေးတွေကိုစိုက်နှစ်တက်တယ်ဆိုရင်လေကျမရဲ့ဗီဒီယိုဖိုင်လေးတွေကို like share subscribe ပြုလုပ်ပြီးတော့အားပေးသွားပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်